ဒီလူကတော့ကဘာမှာအမြန်ဆုံးလူသားပါပဲ robot စက်ရုပ်တွေမသုံးပဲကုန်ကားတစ်စီးပေါ်ကိုဒီလောက်မြ мян ဆန်ဆန်ဘလို့ကုန်တင်ကြလဲဆိုတာစဉ်းစားဘူးလားဒီအလုပ်သမားကတရိတ်ဆန်အစာအိတ်တွေကိုစက်ရုပ်တရုပ်လိုဘလို့ကင်ထွေးနေလဲဆိုတာကြည့်လိုက်ပါ conveyor ခါပတ် conveyor belt ကအိတ်တွေကိုပုံမှန်အချိန်လေးနဲ့ပို့ပြီးနေတာပါသူကဒီတိုင်းအထက်လိုက်စီနေတာမဟုတ်ပါဘူးကားမောင်းတဲ့အခါကုန်တွေငိမ့်နေအောင် cross stacking လို့ခေါ်တဲ့တအိတ်နဲ့တအိတ်ကန်းလန့်ဖြတ်ချိတ်ဆက်နေတဲ့ပုံစံမျိုးနဲ့အသီးချာကိုခိုင်ခိုင်မာမာစီနေတာပါအိတ်တအိတ်ကို25ကီလိုကနေ50ကီလိုလောက်အထိအလီးချိန်ရှိနိုင်တဲ့အတွက်အားနေကြီးတတ်မတင်လို့တော့အဆင်မပြေပါဘူးဒါကြောင့်အရှိန်ဟင်းမြန်နဲ့အကွေ့အဝိုက်နဲ့သူ့ရဲ့ကူနီဟန်ထားကိုတုံးပြီးအိတ်တအိတ်ချင်းစီကိုနေရာတကျဖြစ်အောင်လမ်းကြောင်းပေးနေတာပါသူ့ကြောမှာခြီထားတဲ့ကြိုးကတော့မညီညာတဲ့ကုံအိတ်တွေပေါ်မှာအလုတ်လိမ့်နေရတဲ့အတွက်ပြုတ်မကြအောင်ကာကွယ်ပေးထားတဲ့လုံခြုံရေးကြိုး safety harness ပဲဖြစ်ပါတယ်ဒါကလူကိုယ်တိုင်ကုန်စီတဲ့စနစ် manual palletizing ပါပဲကုန်ကားပေါ်မှာလုံနေတာလေးပဲကွာတာပါကြည့်ရတာလွယ်တယ်လို့ထင်ရပေမဲ့အချိန်ကိုက်လှုပ်ဆောင်နိုင်မှုဟန်ချက်ညီမှုနဲ့အထက်ထက်အခါကလေ့ကျင့်ထားမှုတွေပေါင်းစပ်ထားတာပါ